စ္စည်းလေးတွေကျွန်တော်တို့ထပ်ရောက်ပါပြီဒီနေ့ဆိုရင်ဒါပစ္စည်းကတော့နေ့စဉ်နဲ့အများကျွန်တော်တို့ဝင်နေတယ်ပေါ့နော်ဝင်အောင်ကြိုးစားနေပါတယ်ဘာလို့လဲပစ္စည်းကရှားတယ်ဒီနေ့ဆိုရင်ကျွန်တော်တို့ယူကီအင်ဗာတာတိုက်လေးတွေတကောင်ခွဲနည်းနည်းလေးရအောင်မယ်ဒီကောင်ယူကီဆိုလို့ရှိရင်ကျွန်တော်တို့ဒါဟိုဈေးနှုန်းသက်သာပြီးတော့ quality ကောင်းတဲ့အထဲမှာနာမည်ကြီးပါတယ်အဲ့တော့ယူကီလေးတွေအသုံးပြုမယ်ဆိုလို့ရှိရင်အရန်လည်းရောင်းရတယ်ပေါ့နော်အကောင်လေးအဆင်ပြေတယ်အင်ဗာတာတိုက်ပါယူကီတကောင်ကိုကျွန်တော်18သိန်းခွဲတကောင်ခွဲကို19သိန်းခွဲဖြစ်ပါတယ်အင်ဗာတာတိုက်မိအားစားသက်သာမယ်အေးနှုန်းနေ comfortable ဖြစ်မယ်ပိုအေးမယ်ပေါ့နော်โอเคအဲ့ဆိုယူကီလေးတွေရမယ်ပြီးရင် home budget လေးတွေလည်းတကောင်ခွဲရိုးရိုးတွေကဆိုရင်ရွေးချယ်စရာကတော့ home budget ရှိမယ်ပြီးရင် MCG ရမယ်ဒုက္ခချေရတော့ inverter ပဲရတော့မယ်เนาะအဲ့တော့ရိုးရိုးထဲမှာရွေးချယ်စရာဆိုရင် home budget ရမယ် home budget ဆိုရင်တကောင်ကို18သိန်းခွဲတကောင်ခွဲကို18သိန်းခွဲတက်စင် PC ဈေးပါ G5 frame စိတ်ကဝါယာကျိုး4 byte တက်စင်ကအကုန်ပါပြီးသားပါအဲ့တော့ MCG ဆိုလို့ရှိရင် inverter ရော non inverter ရောပစ္စည်းအစုံရအောင်မယ် channel brand လေးရကြတော့သူ့မှာရှိတဲ့ဟာပဲရမယ်ပေါ့နော်အဲ့တော့ brand ဟို inverter ရော non inverter ရောအစုံရှိတာဆိုရင် MCG ရမယ် MCG ဆိုရင်ကျွန်တော်တို့ဒါရိုးတကောင်မှာသူက made in Thailand ရှိမယ် made in China ရှိမယ်ဒီကောင်လေးတွေဆို made in China လေးတွေပေါ့နော်အဲ့ကောင်တွေဆိုရင်တကောင်တက်စင် PC 18သိန်းပါတကောင်ဝက်ဆိုရင်တော့30ပါပြီးရင် inverter တိုက်ဆိုလို့ရှိရင်ကျွန်တော်တို့တကောင်ကိုMCG ကတော့ကျွန်တော်တို့ဒါ inverter တိုက်လည်းရမယ်ပေါ့နော် okay အဲ့ဆိုရင်နောက်ထပ် model အမြင့်နဲ့ကသုံးကျင်တဲ့သူတွေဆိုရင် Samsung လေးလည်းရအောင်မယ်Samsung ဆိုလို့ရှိရင် LG ရမယ် Samsung ရမယ်ပေါ့ဗျာဒီကောင်တွေကတော့28သိန်း PC ပါ Samsung နဲ့ရမယ်သူကတော့ AI model ပါဖြစ်သွားပြီရန်အဆင့်နည်းပညာရတော့အဆင့်မြင့်တယ်ပေါ့နော် okay အဲ့ဒါဆိုရင်တိုကာချီလေးတွေဆိုရင် inverter တိုက်ထဲကတကောင်ခွဲရမယ်အဲ့ကောင်ကတော့တက်စင် PC 19သိန်းပါအဲ့တော့ပစ္စည်းလေးတွေကတော့ကျွန်တော်တို့စီမှာအနည်းငယ်ပဲရှိပါတယ်အဲ့ဒါကိုဟိုလိုအပ်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့နွေရာသီမှာအရန်ပူတယ်ဗျာသိအောင်လားaircon လေးတက်ချင်တယ်လိုအပ်တယ်ဆိုရင်ကျွန်တော်တို့က coolest aircon special လေးကိုဆက်သွယ်လို့ရပါတယ်ကျွန်တော်တို့စီမှာရေးကြ plan နဲ့လည်းရရှိနိုင်ပါတယ် okay အဲ့တော့9သိန်းရင်သွင်းတာနဲ့ aircon အိမ်မှာတက်လို့ရပါပြီအဲ့တော့တက်ဆင်ကျင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ coolest ကိုဆက်သွယ်လို့ရပါတယ်ကျွန်တော်တို့လိပ်စာကတော့ကမာရွတ်မြို့နယ်ဘင်းအောင်လမ်းမကြီးပေါ်မှာတည်ရှိပါတယ်မြန်မာသင်္ဘောချင်းဝန်ထမ်းရတယ်မှာပေါ့နော် okay အဲ့ဒါဆိုရင်ကျွန်တော်တို့ဆက်သွယ်ရမယ့်ဖုန်းနံပါတ်တွေကတော့39 955 950 955 955 955ကိုဆက်သွယ်လို့ရပါတယ် okay နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်